မိမိလက်ရှိကင်ဆောင်နေတဲ့ဖုန်းကိုဧပြီလ1ရက်နေ့မှာအပိတ်မခံချင်ဘူးဆိုရင်ကျွန်တော်တို့ register တင်ရပါမယ်ဟုတ်ပါတယ်မြန်မာနိုင်ငံမှာဒီ max လ31ရက်နေ့နောက်ဆုံးထားပြီးတော့မိမိကင်ဆောင်နေတဲ့ဖုန်းကိုစင်ကတ်အရင်တော့ကဆိုရင်စင်ကတ်မှတ်ပုံတင်ရတယ်ဒါဆိုရင်စင်ကတ်မပိတ်ဘူးပေါ့နော်အခုကစင်ကတ်ကိုမှတ်ပုံတင်ရတာမဟုတ်ဘဲနဲ့မိမိကင်ဆောင်နေတဲ့ဖုန်းကိုမှတ်ပုံတင်ရမှာဖြစ်ပါတယ်အဲ့တော့ဘယ်ဖုန်းအမျိုးသားတွေကိုမှတ်ပုံတင်ရမလဲဆိုရင်စင်ကတ်ထည့်လို့ရတဲ့ဘယ် device မဆိုမှတ်ပုံတင်ရမှာဖြစ်တယ်ဖုန်း tablet အကုန်ပေါ့နော်စင်ကတ်ထည့်လို့ရတဲ့ဘယ် device မဆိုစင်ကတ်ထည့်ပြီးတော့သုံးပြီးတော့မှတ်ပုံတင်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ user တွေအနေနဲ့အများကြီးစဉ်းစားကြရမလို့ဘူးကိုလက်ရှိအိမ်မှာကင်နေတဲ့ဖုန်းတွေမှာစင်ကတ်မထည့်ထားတဲ့ဖုန်းတွေကိုစင်ကတ်တစ်ခုခုဝယ်ပြီးမှတ်ပုံတင်လိုက်ပါစင်ကတ်ထည့်ပြီးသုံးနေလိုက်ပါအဲ့ဒါဆိုရင်နောက်ဆက်တွဲပြဿနာတွေဘာမှမဖြစ်နိုင်ဘူးအဲ့တော့ကိုအခုသုံးနေတဲ့ဖုန်းကစင်ကတ်နှစ်ကတ်ထိုးတယ်ဆိုရင်စင်ကတ်နှစ်ကတ်လုံးထည့်ထားပါမယ်တကတ်ထိုးသမားဆိုရင်တော့တကတ်ထည့်ထားရပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့စင်ကတ်စင်းလော့မှာက IMEI တွေပါတယ်။စင်ကတ်တကတ်ထည့်ပြီးဆိုတာနဲ့ IMEI တစ်ခုစင်ကတ်နှစ်ခုဆိုရင် IMEI နှစ်ခုပါတယ်ပေါ့နော်။အဲ့တော့ဒီ IMEI စင်ကတ်ထည့်ပြီးဆိုတာနဲ့ IMEI ကအလုပ်စားလုပ်ပြီးဒီဖုန်းရဲ့မြန်မာနိုင်ငံမှာရှိတဲ့တာဝန်တိုင်းတွေအကုန်လုံးကိုချိတ်ဆက်ပြီးသားဖြစ်ပြီပေါ့နော်။အဲ့တော့ကိုအိမ်မှာရှိတဲ့ဘယ်စင်ကတ်ထည့်လို့မရတဲ့ဘယ်ထည့်လို့ရတဲ့ဘယ် device မဆိုစင်ကတ်ထည့်ထားလိုက်ပါဒါဆိုရင်အပိတ်မခံရတော့ပါဘူးအရင်တော့ကစင်ကတ်ကိုပဲပိတ်တာဆိုပေမဲ့အခုဟာကလူကြီးမင်းတို့ကင်နေတဲ့ဖုန်းကိုနောက်ဝပိတ်ပြမှာဖြစ်ပါတယ်နောက်ဝသာပိတ်ပြမယ်ဆိုရင်လူကြီးမင်းတို့နောက်ပိုင်းစင်ကတ်ဘလောက်ထိုးလို့ကတ်က line တက်တော့မှာမဟုတ်ပါဘူးအဲ့တော့ဒီကိစ္စကပေါ်သေးသေးကိစ္စမဟုတ်ပါဘူးလေးလပိုင်းတရက်နေ့မတိုင်ခင်လောက်ရမှာဖြစ်တယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေရဆိုရင်လူချင်းမင်းတို့ရှိတဲ့အိမ်မှာဘယ်ဖုန်းမဆိုစင်ကတ်ထည့်လို့ရတဲ့အသုံးပြုခြင်းနဲ့ဘယ်ဖုန်းမဆိုစင်ကတ်ထည့်ထားလိုက်ပါဒါဆိုရင် auto register တင်ပြီးသားဖြစ်ပါတယ်အဲ့တော့ကို့ဖုန်းက register တင်ထားလားမတင်ထားလားသိကြသိချင်တယ်ဆိုရင်ကို့ဖုန်းရဲ့ IMEI နံပါတ်ကိုစစ်ပြီးတော့ ceir.gov.mm ဆိုတဲ့ဒီ website မှာတွားရောက်စစ်လို့ရပါတယ်အဲ့တော့တခုခုသိချင်တာရှိတယ်ဆိုရင် comment အောက်မှာပုံမှန်နိုင်မယ်လာမှန်းခဲ့လို့ရပါတယ်ကျွန်တော်အခုလက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့စင်ကတ်ကိစ္စကို reply မှာမေးတဲ့လူတိုင်းကို reply ပြန်ပေးမှာဖြစ်ပါတယ်ခင်ဗျ